3နဲ့ဇက်ခနဲ့3နဲ့ဝင်လို့နိုင်သလားမနိုင်ရင်3ညလီခနဲ့3ညလီ3ညတော့ဒီမှာဒသမဆိုလို့ရှိရင်ဒီမှာဒသမထိုးလိုက်ပြီ8ချမယ်ချပြီးတာနဲ့အလီခေါ်မယ်ခနဲ့9လီ35နောက်လိုက်မယ်3ကျန်တယ်6ချမယ်ချပြီးရင်အလီခေါ်မယ်ခနဲ့9လီ35တေးကျန်တယ်4ချမယ်ခနဲ့9လီ14အဖြေ3ညဒသမ9 9နှစ်ဟုတ်ပြီနော်တလီဆိုစခနဲ့တလီဒီတောင်းစခနဲ့လားစခနဲ့2လီဒီ30နဲ့4စခနဲ့3လီဆိုလို့ရှိရင်ကျော်သွားမယ်40ကျော်သွားမယ်အဲ့ဒီပုတ်ကစခနဲ့2လီနေကိုလီ14လေးရေးတဲ့မှနေတလီနေတောင်းနေလီ34နောက်လိုက်တယ်6ကျန်မယ်ဒသမထိုးမယ်လောက်ချလဲ4ချမယ်စက္ခုနှစ်က2လီဒီ34စက္ခုနှစ်3လီစမ်းကြည့်အောင်စက္ခုနှစ်3လီ3ခု21တဲ့ရင်းနှစ်မှ3တလီ3 51 3တလီ3 51ရောက်ကြမယ်ပေါ့3လီစမ်းကြည့်ရ4လီ4ခု28 8ရင်းနှစ်မှ4တလီ4 6ပါရမရဘူးဘယ်နှလီလဲ3လီ51 3ဘာချလဲ6ချမယ်136ဆိုလို့ရှိရင်9အလီမှာ9အလီနော်ဒီ6နဲ့ဆုံးတဲ့ဟာဒီပါရှိတယ်ဆို9 8လီအဲ့လိုမျိုးနော်စမ်းကြည့်အောင်19 8လီ19ကို8နဲ့မြောက်မယ်8ခု56 6ရေ9မှတ်8တလီ8 73အဲ့ရှိရပြီ8လီ136ဆာလာဘလောက်ရလဲဆိုဆာလာအဖြေပေါ့ကွာအဖြေလည်းပြောလို့ရတယ်ဆာလာလည်းပြော2.38ဒါအဖြေပဲ